Today, I will talk about the weather. English ရတန်နဲ့ slow English เนาะတန်နေတန်ထားကြအောင်ဖတ်တဲ့သင်ခန်းစာမှာဖြစ်တဲ့အခါမှာကျွန်တော်တို့တွေ့မယ်ရာရီလုံးမယ်ဆိုတော့ဒီ4000တုံးလေးတွေနဲ့တွေ့ရင်အတန်နားပါတယ်เนาะအတန်နားပြီးတော့အဲ့နေရာမှာအသက်ရှူပေါ့เนาะတကယ်လို့စီးချက်တစ်ချက်ထဲမှာစာကြောင်းနှစ်ကြောင်းเนาะစကားလုံးနှစ်ခုလောက်တွေ့တယ်ဆိုရင်ပေါင်းဖတ်ပေးလိုက်ပါเนาะအတန်ချောမှုရအောင်လို့เนาะဒီမှာဆိုရင်တော့ဘောက်လို့မဖတ်ဘဲနဲ့ကီကြီးနဲ့နောက်ကအေတရနဲ့ပေါင်းလိုက်ပါတော့ခပေါက်เนาะအဲ့လိုရပါတယ်ဒီမှာ today ဆိုပြောပြီးနားမယ် I ဝယ်မှာ I ကိုဖတ်မယ် W နဲ့တွဲမယ် I เนาะနောက်က talk about the weather เนาะနောက်ဟိုကြတော့တန်မရှိတဲ့အတွက်ကြောင့်မလို့နားလိုက်ပါမယ်စီးချက်နဲ့ကပ်ရင်1 2 3 4 today နားမယ် I talk about the weather I like hot weather. ဒီမှာတော့စီးချက်ကနားတဲ့စီးချက်ကနှစ်ချက်ထားတာကတော့စီးမကျိုးတော့အောင်ပါเนาะတစီဝါနဲ့တစ်ခုတည်းထားမယ်ဆိုရင်လည်းရပါတယ်เนาะဖြိုက်တဲ့အခါမှာ I like စီးချက်တစ်ပီ hot weather တစ်ပီကျန်တာကတော့နားပါเนาะ3ပြီးမှနားတယ်4ပြီးမှနားတယ်အမှန်တကယ်စကားပြောတဲ့အခါမှာတစ်ပီလောက်ပဲနားတာပါเนาะ I like hot weather နား I like hot weather နားI prefer hot weather over cold weather. ဒီမှာ over ဆိုတာလေးကိုတွေ့လိုက်မယ် over ဆိုတာကဘာလို့ highlight ပြထားလဲဆိုတော့သူက cold weather နဲ့ hot weather ကိုနှစ်ခုနှိုင်းယှဉ်ထားတဲ့အတွက်ကြောင့်မလို့သူ့ကိုပေါ်အောင်ဖတ်ပေးရတယ်နောက်ပြီးကြတော့အဲ့ဒီလိုနှိုင်းယှဉ်တဲ့ပုံမျိုးမှာပါခဲ့လို့ရှိရင်ကြားထဲမှာအတန်လေးနားပြီးတော့မှနောက်စီးချက်ကိုကူးပြီးတော့ဖတ်တာကပိုကောင်းပါတယ်ဒါကတော့နောက်ဆုံးပိတ်စီးချက်ကိုနားခိုင်းခြင်းဖြစ်ပါတယ်เนาะတကယ်လို့ဂီတာသမားတွေသုံးတဲ့ BPM လို့ခေါ်တဲ့เนาะအဲ့အချိန်တိုင်းမှာမှတ်တဲ့ဟာလေးနဲ့တစ်တောက်လေးနဲ့ကျင့်မယ်ဆိုရင်เนาะ60 BPM လောက်ထားပြီးတော့သုံးသင့်ပါတယ်เนาะကျွန်တော်ဖတ်ကြည့်မယ် I prefer hot weather over နားမယ်နောက်ကျမှ cold weather I prefer hot weather over နာ cold weather အဲ့လိုပဲဖြစ်ပါတယ် What do you prefer? The heat or the cold? ဒီမှာ what do you prefer เนาะအဲ့ဒီမှာစကားလုံးကလေးလုံးကြီးဖြစ်နေတယ်เนาะလေးလုံးဖြစ်တဲ့အခါမှာသူက time signature ဆိုတော့เนาะအချိန်ရဲ့တန်ဖိုးအရာသူကเนาะဂီတာသမားတွေဆိုရင်เนาะသင်္ကေတလေးတွေကခက်စိတ်လေးတွေရေးပြီးတော့မြန်တီးရတာပေါ့เนาะဒီကတပီထဲမှာသင်္ကေတခက်စိတ်လေးတွေ့ရင်သူမြန်တီးလို့ပေါ့เนาะတကယ်လို့စကားပြောတဲ့အခါမှာလည်းတရားကိုမြန်ပြောရမယ်တပီထဲမှာဖြစ်နေတချို့က what do you prefer လို့เนาะဖတ်လို့ရတယ်မြန်ပြောတဲ့အခါမှာ what do you လို့မဖြတ်ဘဲနဲ့ what ရလို့ဖတ်တယ်เนาะ what ရဆိုပြီးတော့ဖြစ်သွားတယ်เนาะ what ရ prefer เนาะ the heat အဲ့နေရာမှာစကားလုံးကနဲတော့ခါတိုင်းပုံမှန်တိုင်းပဲဖတ်သွားနောက်ကြတော့ all the cold မှာတကယ်လို့ o လို့เนาะစကားကိုသို့မဟုတ်เนาะအဲ့လိုမျိုး o လို့ဟာမျိုးပါခဲ့လို့ရှိရင်တဲ့နောက်က b ထဲမှာရှိတဲ့စကားလုံးနဲ့နောက်ကစကားလုံးနဲ့တွဲလိုက်ပါเนาะအဲ့ဒီမှာ all the cold the heat of the cold ဆိုရင်သူကပုတ်ပြတ်သွားပြီးတော့မူရင် native speaker အင်္ဂလိပ်လူမျိုးတွေပြောတဲ့အတန်ကိုအင်္ဂလိပ်လူမျိုးတွေကိုပြောမယ်ဆိုရင်နားလည်ဖို့ဟာသိပ်မလွယ်ပါဘူးเนาะအဲ့ဒီမှာပြန်ဖတ်ကြည့်မယ် what are the heat of the cold ဒီမှာတော့နားလိုက်ပါเนาะ what are เนาะဒါကိုမြန်ဖတ်လိုက်တော့ what do you prefer ဆိုရင်စီးချိန်ကတိုင်း signature လွဲသွားမယ်အဲ့ဒါကြောင့်မလို့ what are prefer the heat
or the cold နားလိုက်ပါနော် I love sunny days. ဒီမှာတွေတော်တော်များများကတော့နော် sunny day လို့ပဲဖတ်မယ်နော်ဒါပေမဲ့သူတို့ထွက်သွားတဲ့အတန်မှာမူရင်အင်္ဂလိပ်စာမှာ sun ဆိုပြီးတော့ and တန်လေးကိုနည်းနည်းလေးဆွဲဆန့်ပြီးတော့ဖတ်သွားတာပဲရှိပါတယ်နော်အဲ့ဒါကြောင့်မလို့ sun day လို့ပဲကြား Sunday ဆိုရင်နေ့ကိုပြောတာဖြစ်ပါတယ်နော်ဒါကတော့နေတာတဲ့နေ့ဆို sun နည်းနည်းချီတယ်ပြီးတော့ day နော် I love a Sunday နော် I love a Sunday I love Sunday နော် Sunny days are bright and warm. Sundays are bright နားမယ် and one ပေါ့နော်ဒီနေရာမှာ and တွေ့ခဲ့ရင်နော်ဒီဟိုဖြစ်ခဲ့ပေါ့နော်နောက်ရဲ့စကားလုံးတွေမှာထည့်မယ် Sunday က bright ဆိုရင်နော်နေတာတဲ့နေ့တွေကတောက်ပါတယ် and ပြီးတော့ဆိုတဲ့စကားလုံးမျိုးပါခဲ့လို့ရှိရင်နားပြီးတော့ပြောလိုက်တာကပို့ပြီးတော့ native ဆန်တယ်ပေါ့နော် Sunday are bright နောက်ပြီးတော့နားမယ် and one Sundays are bright နားမယ် and one ရပါ On sunny days, I like to read outside. တိုင်းပါပဲเนาะ On Sunday I like to read နာ outside နာကြိုက်တယ်ဆိုရင်နှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like and share လုပ်ပါ subscribe လေးလုပ်ပြီးတော့အားပေးကြပါခင်ဗျာ